နဲ့ဆယ်လကြောင်အောင်ထောင်လို့ပိန်ကြတဲ့မိဝမ်းကထွက်တုံးကအမောင်ကိုချင်းရပြီးတောင်းလို့ဟင်းရကစူးနဲ့အော်တယ်ကျွန်တော်နာမည်ရင်းကအောင်ကိုငိမ့်မှာမိကိုပြန်ပြီးတော့ကျွန်တော်တုံးခောက်ကြည့်တာလေရေဘဝအမတ်တရားတစ်ခုကတော့ပြုံးတော့မိပါရဲ့အဖေချီနေလုံးတည်းအတိပြုတ်ကြတာအုံနောက်ထိပါပဲနောက်ပြီးတော့လာကျွန်တော်မှမွေးချင်း၃ယောက်ရှိပါတယ်ကျွန်တော်ကငယ်တော့အမတွေကိုမထိထိတားစားတယ်လမ်းကဖြတ်တိုင်းလဲအိမ်ကိုပဲကြည့်သွားကြတယ်တက်ကြီးလာရင်ပြန်တွေ့မယ်လို့အသိရှိသားရပြီးစိတ်ကြီးတဲ့ဆိုတာလားဒီကတနင်္ဂနွေဒီမရီဘွားကွာစကားမပြီးလို့တဲ့လမ်းမီရှော့ကြတာရှမ်းမပါကာပြားနဲ့ skyline ထပ်ပိုင်းခန်းဒီမျိုးကပါမန္တလေးမှာပေါင်းနေဆက်ပြီးဂျိုးကြွတတ်လာတယ်ခန္ဓာကိုယ်နဲ့တန်းထဲမှာဆိုဘိုးကြတတ်ပါတယ်မျက်နှာတဲ့ရင်ရှင်းတဲ့လက်တီးလက်မီတဲ့ကောင်မလေးဆိုစာပေဖက်ပြီးနဲ့ဤဆရာမတိုင်ရင်ရှက်ပြီးရမီအရမ်းမိုက်တဲ့ထင်းနေတဲ့ချိန်မှာကိုပြက်စီလို့ပြက်စီမှမသိJesus Jesus fire Jesus 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 Jesus fire ငယ်ကမှန်ချက်နဲ့ဝါဒနာတွေဟာငယ်တော့အာမနာတွေပါနောက်ဆုံးစရာထားတွေငါမပါခြင်းလို့ငါဟာမရေရအခါကရေကငါနဲ့ပါသနာတွေမပါလိုက်ယူလိုက်ရတယ်မြမစာမေးကြအန်နာဂရောင်းကိုအဲ့မှာစတွေ့တာပဲဘဝမမေးပါနဲ့အချိန်တော့ပေးပါငါအတွက်ခဏလေးကြာမယ်ငါရှေ့မှာလဲမနေနဲ့ဒီပုံတိုင်းဆိုမဖြစ်တော့ဘူးအိမ်ပေါ်ကဆေးနဲ့မိဘကအားပေးရှာတယ်အဲ့လိုမျိုးဟာချိုးကဒါကိုခေပေါ်လောက်ကယူပါရှင်းရင်အပူရှာပြင်းရင်အန်နာဂရောင်းကိုဝေးကကြည့်ယူတာမင်းမြင်တကယ်နဲ့ငါလောက်ခါတာကဘယ်ကောင်မှလာပြီးတော့လူရမတွင်းရင်ဒါကြောင့်ပဲခူးသွားခဲ့ငါကစိတ်လိုက်တိုးလေးမီးဝါဆွဲပြာချကြီးစားတဲ့ခါချတော့ပြောကြတယ်မင်းကပြန်ဖို့ဆိုတဲ့အချင်းမေးတယ်ဘောတချင်းလောက်တာတော့ဘာလို့လို့နဲ့နည်းနည်းပြေးပြီပဲ West တိုင်းချက်မှာချက်ချင်းနေစီးချက်တိုက်ကတိုင်းတွေတင်းကြပြီးဒီကခိုင်းစားအလုံးနားထောင်ငါဆက်ပြောမဲ့ပြီးတဲ့ရိုင်းအားမကန်စိမ့်နဲ့ Manly Underground မှာဖြစ်လာခဲ့တယ် Jesus Jesus fire Jesus Jesus fire Jesus